ဆက်လက်ပြီးတော့အလှည့်ကြမယ်ဒေသရှင်လေးကိုခေါ်ထုတ်ပေးပါအောင်ဗျာစုံသင်းမှာဖြစ်ပါလေစုံသင်းပါပါခင်ဗျာကျွန်တော်တို့တီဆိုမဲ့သချင်းလေးကတော့သွားတော့လို့အမည်ရတဲ့သချင်းလေးပါတေးဆရာတော့ကျွန်တော်တို့ပသိမ်မောင်စိမ့်သူဖြစ်ပါတယ်ခင်ဗျာကဲစုံသင်းပါရေးသွားတော့မသွားသေးပါဘူးဆိုဦးမှာပါဆိုရအောင်ကဲစုံသင်းအင်မတန်မှခင်နဲ့ကျွန်တော်တို့ဆက်ဟပ်နေသေးတဲ့ချင်းလေးဖြစ်ပါတယ်ဗျာရီစားဟာရှားကိုမဟုတ်ဖူပေါ်လုံးနဲ့နိုင်ငံများကလာတဲ့ပစ္စည်းလားကောင်းတယ်တိတ်ကောင်းတယ်စာသားလေးတွေကျွန်တော်တို့ရေးဆက်သူကတော့ပသိမ်မောင်စင်းသူပါခင်နဲ့ကိုမိနေပါသေးတယ်ဗျာ